ကိုရိုင်းအကြံပေးလုတ်တဲ့အချိန်မှာပဲဖြစ်ကိုရိုင်းစီးပွားရေးလုတ်တဲ့အချိန်မှာဖြစ်အခက်အခဲတွေကြုံပါပဲကြုံလို့ရှိရင်အခက်အခဲတွေဆရာဘယ်လိုများဖြေရှင်းလေးရှိလဲဗျကျွန်တော်တို့လေအဓိကတော့စီးပွားရေးလုပ်ငန်းလှုပ်လာတဲ့သူတွေလုံးမဲ့သူတွေကကျွန်တော်အပြန်နေပြီးတော့အကြံပေးငှားတယ်ပေါ့နော်အကြံပေးငှားတော့အခုဆရာဆိုလည်းအကြံပေးတွေလုပ်နေလို့ပြောတယ်အဲ့တော့ဆရာကိုရိုင်းလည်းကိုရိုင်းစီးပွားရေးလုပ်နေလို့သိရတယ်ပေါ့နော်အဲ့တော့ဆက်စီးပွားရေးမှာရောဆရာအနေနဲ့ကိုရိုင်းအကြံပေးလုတ်တဲ့အချိန်မှာပဲဖြစ်ကိုရိုင်းစီးပွားရေးလုတ်တဲ့အချိန်မှာဖြစ်အခက်အခဲတွေကြုံပါပဲကြုံလို့ရှိရင်အခက်အခဲတွေဆရာဘယ်လိုများဖြေရှင်းလေးရှိလဲဗျဟုတ်ကဲ့ပါဗျဟုတ်ကဲ့အဲ့မှာကွာခြားချက်ကလေးတွေကတော့ရှိတာပေါ့နော်ဘာလဲဆိုတော့ကိုရိုင်းကဦးစီးနေတာလားပေါ့ဒါမှမဟုတ်ရင်ခုနကပြောသလိုမျိုးအကြံပေးနေရလောက်ပေါ့နော်လောက်တာလားပေါ့အဲ့ပေါ်မူတည်ပြီးတော့ကွာခြားသွားတာပေါ့နော်ကိုရိုင်းကခုနကပြောသလိုမျိုးဟုတ်လားအကြံပေးနေရလောက်မှာပဲနေမယ်သူ့ကို organization channel manager တွေပါခန့်ပြီးတော့ဟုတ်လား operation မှာကိုဝင်မပါဘူးဆိုရင်တော့ကျွန်တော်လုပ်ငန်းမှာဆိုရင်ကျွန်တော်ကိုရိုင်းဝင်မပါပါဘူး operation ကိုကျွန်တော်ကနှစ်ပိုင်းပဲကင်ပါတယ်အဓိကကဘာလဲဆိုတော့ကျွန်တော် decision making ပေါ့နော်ဒီချဖို့ရယ်ဒုတိယတစ်ခုက strategy ဘိုင်းပေါ့ view ဟာဘိုင်းပေါ့နော်ဒါအဲ့နှစ်ပိုင်းဝင်ကျွန်တော်ကင်ထားပါတယ်ကျန်တဲ့ဝန်ထမ်းတွေဟုတ်လားဝင်တာထွက်တာရောင်းတာချတာ operation ဘိုင်းအကုန်လုံးကိုကျွန်တော် manager နဲ့လွှဲထားပါတယ်အဲ့အတွက်ကျွန်တော်အဓိကစိန်ခေါ်မှုကတော့ဒီ manager တွေရဲ့တင်ပြမှုတွေဟုတ်လားဝန်ထမ်းရေးရာကိစ္စတွေကိုကျွန်တော်ကနော်စဉ်းစားဆုံးဖြတ်ပြီးတော့ပေါ့နော်သူတို့ကိုယ်တိုင်ဖြေရှင်းလို့မရတဲ့ကိစ္စတွေတင်ပြတဲ့အခါမှာပေါ့နော်ဒါကိုကစဉ်းစားပြီးတော့ကိုက်ညီဆုံးဖြစ်မဲ့အဆုံးဖြတ်ချက်ချပေးမယ်ဟုတ်လားပြီးရင်ဘယ်လို view ဟာနဲ့နော်ထိုးဖောက်မလဲပေါ့နော်ပြန်မဲ့တည်းတာအောင်ပေါ့ဒီဘိုင်းကိုကျွန်တော်ကတော့လောလောဆယ်အဓိကနော်လုပ်နေပါတယ်